ကဲជីနူးတို့မောင်နှမကတော့တာဂီတာမှာရှိတဲ့ရွှေပစွန်ရဲ့ဘရိတ်ဖက်ဒီလာစားပြီးတော့ပန်းချံလေးထဲမှာစော့နေတာဖြစ်ပါတယ်လာစားကြတဲ့ကလေးလေးတွေပါဒါကတော့ဒီမှာလေကားလေးကို try on လုပ်ရင်းနဲ့ပျော်နေပါတယ်ပန်းချံလေးထဲမှာမိသားစုတွေပြပါလာပြီးတော့စားကြတောက်ကြကစားကြရင်မိသားစုရဲ့ချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးနဲ့ပြောဖို့ကောင်းပါတယ်ဂျီနူးလေးကတော့တော်တော်ခေါ်ယူရပါတယ်ဂျီနူးလိုက်ခဲ့ပါမလိုက်ဘူးနင်ပြစိတ်ဆိုးပြီးခေါ်လာမှာလိုက်လာတာဖြစ်ပါတယ်ငယ်ချင်းတွေလည်းလာခဲ့ကြပါလို့ပြောလိုက်လာခဲ့ကြပါဖန်လေးတွေကိုဘလို့ခေါ်ရင်ကောင်းမလဲတခါလဲစဉ်းစားလိုက်ဖန်လေးတွေကိုဘလို့ခေါ်ရင်ကောင်းမလဲလဲကိုမတ်မှာရေးခဲ့ကြအောင်နော်မပိန်နေသီးကြီးတွေလည်းလာဂျီနူးကဖန်လေးတွေကိုခေါ်ဖို့နာမည်မရှိဘူးဖြစ်ဟုတ်ပါဖန်လေးတွေကိုစတားလေးတွေလို့ခေါ်ဘေဘီလေးတွေလို့ဂျင်မာလို့ခေါ်မယ်တဲ့ကြိုက်ကြလားမန်းငယ်အောင်တော့ကြိုက်တယ်မကြိုက်ဘူးမိုင်းဂျင်မာတို့ရေဒါကတော့ဘယ်ရောက်နေလဲပြောပြလိုက်ပါအောင်တယ်လေရွှေပစွန်တာဂီတာမျိုးနဲ့ကြောက်တိုင်မှတ်တိုင်နားလေးမှာပါဒီမှာဈေးနှုန်းလေးတွေလည်းအရန်ဈေးချို့တဲ့ထဲလည်းမပါဘူးအရန်ကြီးဈေးကြီးတဲ့ထဲလည်းမပါဘူးပေါ့နော်ဈေးနှုန်းတင်းနဲ့ဆိုမှနည်းနည်းလေးတော့ညားတယ်ပေါ့နော်ပေးရတာလေးနဲ့တော့တန်ပါတယ်ကော်ဖီလေးလည်းတောက်လို့တော့ကောင်းပါတယ်မမေတို့ကတော့ budget save နေနဲ့နည်းနည်းလေးပဲစားပြီးအများကြီးဆော့ခဲ့ပါတယ်